ဖွံ့ဖြိုးတိုးတက်မှုကိုပြတယ်ပညာတိုးပွားလျက်လို့ပြောတဲ့အခါမှာ wisdom ဉာဏ်ပညာပိုင်းဖြစ်တယ်ဖခင်သခင်ရှေ့လို့ပြောတဲ့အခါမှာ spiritual သူရဲ့ဝိညာဉ်ရေးရာပိုင်းဖြစ်ပြီးတော့လူရှေ့လို့ပြောတဲ့အခါမှာ social လူမှုရေးပိုင်းမှာဖြစ်ပါတယ်သခင်ယေရှုရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုကြည့်လို့ရှိရင်လည်းဒီအချက်တွေနဲ့အညီဖွံ့ဖြိုးတိုးတက်ခဲ့တဲ့အကြောင်းမှတ်တမ်းတင်ထားတာမို့လို့တော့လူငယ်လုပ်ငန်းတွေလုပ်တဲ့အခါမှာကျွန်တော်တို့ဒီအချက်တွေပေါ်မှာအခြေခံပြီးကျွန်တော်တို့တွေဒီလူငယ်တွေပေါ်မှာလှုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်လူငယ်ဝိပုကိုယ်ပွဲချင်းတွေတစ်ခါတည်းဖျားရှိခိုးမှာပဲမဟုတ်ဘဲနဲ့ဒီဗလငါးတန်ဖွံ့ဖြိုးမှုလုပ်ငန်းတွေပတ်သက်တဲ့အထူးအစီအစဉ်တွေနဲ့တချို့ရက်တွေမှာတချို့အပတ်တွေမှာလုပ်သွားကြမှာမဟုတ်လို့ဒါလေးတွေကိုလည်းနားလည်ပြီးတော့တိဖို့ရန်အတွက်လည်းပြောပြချင်ပါတယ်။ဒါကြောင့်တော့အသင်းတော်တွေအနေနဲ့အသင်းတော်အနေနဲ့အနာဂတ်ဟာလူငယ်တွေလက်ထဲမှာရှိလို့လူငယ်တွေကျမ်းမှာကြံ့ထိုင်သွားမှာကဉာဏ်ပညာတိုးတက်လာအောင်သူရဲ့ကိုယ်ကျင့်တရားပိုင်းတွေကောင်းမွန်လာအောင်ကျွန်တော်အများကြီးပြုစုတိုးတောင်ဖို့ရန်လှုပ်ရှားရအများကြီးရှိတယ်ဆိုတော့တိုက်တွန်းထားပေးပါတယ်အားလုံးပေါ်မှာအားလုံးကောင်းချီး